nói ba rồi mà rồi nó thế tình anh xả lìa ra đó mà rồi sao nhà này tông sang nào mà nó thì lên check để cái xả đi bộ nó lên check để cái xả rồi lên check để cái xả rồi mà rồi cô xe đi mà rồi mà bà đi tình cái bị đòi về lấy số nhé base link của biểu bị đòi về base link လေးကိုမှတ်မိမယ်เนาะအဲ့တော့ base link ကလည်းပဲအမတို့ဒါ link ချိတ်ပြီးတော့ကိုတနေရာမှာတွက်လိုက်ပြီဆိုရင်နောက်တနေရာမှာလည်းပြောင်းနေပေါ့เนาะအဲ့ဒါပဲအဲ့တော့အခုပြောမဲ့ဒီ link ကကြတော့သူကဒီရှေ့တွေဘာတွေကိုသူက link ချိတ်လိုက်တာပေါ့เนาะ link ချိတ်တယ်ပြီးရင်အမတို့သူကတော့ formula နည်းကိုသုံးပြီးတော့မှတွက်ချက်မှုကိုပြုလုပ်တယ်ပေါ့เนาะအဲ့တော့အမတို့တို့ဘာတွေလုပ်လို့ရလဲဆိုတာကိုတွက်ကြည့်အောင်အဲ့တော့အခုဘာလုပ်ရမလဲဆိုတော့အမတို့ဒီပထမအဆုံးကဒီ data လေးကွက်ကိုရင်တွေ့လိမ့်မယ်เนาะအဲ့တော့ပထမအဆုံးဒီ data ကိုကြတော့ဘာမှလုပ်ရမလဲsheet တစ်ခုမှလုပ်မယ်အဲ့ဒီ sheet ကိုနာမည်ပေးပါဂျန်ဆေးဆိုပြီးတော့နာမည်ပေးမယ်ဟုတ်ပြီเนาะဒီမှာပြပေးထားတယ်အမတို့ဒီလိုမျိုးလေးဂျန်ဆေးလို့နာမည်ပေးအဲ့ဒီ data ကိုရိုက်เนาะပြီးရင်နောက်တစ်ခုကကြတော့အဲ့လိုပဲအမတို့ဒီ data လေးအဲ့ဒီ data ကိုကြတော့ February C ပေါ့เนาะဒီမှာသူ့လိုမျိုးလေးပဲပေးလိုက် FEB February FEB C ဆိုပြီးတော့မှပေးမယ်ရမယ်เนาะအဲ့ဒါကိုလည်းနောက်တစ်ရှိမှဒီလိုလေးပေးပြီးတော့လုပ်မယ်เนาะနောက်တစ်ခုကကြတော့အမတို့ဒီမှာ March လို့နာမည်ပေးမယ်ဒီ data လေးကိုရိုက်မယ်ရမယ်เนาะဒီမှာ March အဲ့ data ကိုရိုက်မယ်ပြီးရင်ဘာလုပ်မလဲ total sale လို့နာမည်ပေးမယ်ဒီ data ကိုရိုက်ဒီ data ကိုရိုက်တဲ့အခါမှာအမတို့ဒီဟာကြီးကိုမရိုက်ရအောင်ဒီကိန်းကနန်းကိုမရိုက်နဲ့เนาะအဲ့ဒါကိုမှပြီးရင်ပြောပေးမယ်เนาะအဲ့ဒါကိုမရိုက်နဲ့အလွတ်ပဲထားခဲ့ပေါ့အခုသင်ရင်းနဲ့တွေ့သွားလိုက်မယ်เนาะဟုတ်ပြီအဲ့တော့အဲ့လိုမျိုးလေးရိုက်ပြီးသွားပြီဆိုတော့အမဒီမှာဘာလုပ်ပြီးထားလဲဆိုတော့နှစ်ခုပေါ့เนาะနှစ်ခုလုပ်ပြီးထားတာကလအနေနဲ့ total လိုတာရယ်ပြီးရင်အမတို့ဒီမှာ item အနေနဲ့ total ပေါ့အဲ့တော့အမဒီမှာက total လေးလိုက်ဖြည့်လိုက်မယ်เนาะနည်းနည်းလေးကြံနေတယ်တော့ဒါလေးကိုအရင်လိုက်ကြည့်လိုက်ဟုတ်ပြီအဲ့တော့ तू ကအခုဘာလို့ချင်တာလဲဆိုတော့အမတို့စီမှာလ3လရှိတယ်ပေါ့ January February March ရေပေါ့နော်အဲ့တော့ तू ဒီ total စီးထဲမှာအဲ့ဒီ3လစာလုံးကို total ပေါင်းချင်တာပေါ့ total ပေါင်းချင်တာပေါ့နော်အဲ့တော့အခုအမတို့လအနေနဲ့အရင်ပြောကြည့်အောင်လ3လလို့ပြောတယ်เนาะဒီမှာဒါလေးကိုအရင်ပြောမယ် January February March သူဘာပြောထားတာလဲ total လို့ပြောထားတာဖြစ်တဲ့အတွက်အမတို့ဒီဘက်မှာ sale amount total ကိုလိုချင်တာပေါ့ဟုတ်တယ်เนาะအဲ့ဒါဆိုရင်အမတို့ဒီမှာ January လို့ပြောတဲ့အတွက်ဘယ်ရှိကိုသွားရမှာလဲသူနဲ့သက်ဆိုင်တဲ့ Jan sale ရှိတွေကိုပဲသွားပေါ့အဲ့တော့အမတို့ January sale တွေကိုသွားလိုက်ဒါဆိုရင်ကြည့်လိုက်ဒီ data ထဲမှာ total ပေါင်းထားတဲ့ data ကဘယ်ဟာလေးဖြစ်မလဲအဲ့ဒီ data ထဲမှာ total ပေါင်းထားတဲ့ data ကဘာလေးဖြစ်မလဲအမတို့134တောင်ပေါ့ဟုတ်တယ်เนาะဘာလို့လဲအမတို့ဒီ item ပစ္စည်း3မျိုးကိုစုစုပေါင်းထားတာလေဟုတ်တယ်เนาะအဲ့တော့ဒါဒီ January sale မှာရှိနေတဲ့ total ပဲဟုတ်ပြီเนาะအဲ့လိုပဲနောက်တစ်ခုကဘာလဲ February total လို့ပြောတယ်အဲ့တော့ February total လို့ပြောတဲ့အတွက်အမတို့ပဲရှိတဲ့ကိုသွားမှာလဲ February sale ဆိုတဲ့ရှိတဲ့ကိုသွားမယ်အဲ့တော့ဒီမှာလည်းပဲဘယ်ဥစ္စာလဲ total ဒီ9400ပဲဒီမှာထားပါတော့ February လတစ်လလုံးမှာရောင်းရတဲ့ဒီ item 3မျိုးရဲ့ total ပါအဲ့လိုပဲမတို့နောက်တစ်ခုသူဘာလိုချင်တာလဲ March total ကိုလိုချင်တာအဲ့တော့ March ထဲကိုသွားမယ်အဲ့တော့ March total ဒီ9600အဲ့တော့မတို့ညီမချင်းထိုးပြီးသွားရင် January total လို့ပြောတဲ့အတွက်ညီမချင်းနှိပ်ပြီးသွားတာနဲ့ January total တွေကိုသွားသူ့ရဲ့ total ဒီဘယ်လောက်အမောင့်လဲ13400အဲ့တော့ဒါကိုတန်းရွေးလိုက်အောင်မယ်သူ့ကိုရွေးပြီးသွားရင်အမတို့ပေါင်းစရာ10ခွက်ရှိလားမရှိဘူးလေသူလိုချင်တာကဒီ January total ကိုပဲလိုချင်တာမို့လို့ဒါကိုရွေးလိုက်အောင်မယ်နော်ပြီးရင်မတို့အဖြေပြဖို့အတွက် enter လေးနဲ့လိုက်ဒါဆိုရင်မတို့ဒီဘက်မှာအဖြေထွက်သွားလိမ့်မယ်ဟုတ်ပြီနော်အဲ့လိုပဲ February total ကိုသွားမယ်ညာချင်း February လလို့ပြောတဲ့အတွက် February sale ကိုသွားဟုတ်ပြီနော်ပြီးရင်သူ့ရဲ့ total ဒီ9400 enter လေးနှိပ်လိုက်ပေါ့ရမယ်နော်အဲ့လိုပဲနောက်ထပ်ညာချင်း March လို့ပြောတဲ့အတွက် March sale ကိုသွားမယ်သူ့ရဲ့ total လို့ပြောတဲ့အတွက်9600ကိုရွေးမယ် enter လေးနှိပ်လိုက်မယ်ရမလားရမယ်နော်
ဟုတ်ပြီဒါဆိုရင်တော့မတို့အောက်က total လေးကိုပေါင်းလိုက်ပေါ့နော်ညီမချင်း sum နဲ့ all total ကြီးကိုပေါင်းချလိုက်ဒါဆိုရင်အားလုံးရဲ့ total ကြီးထွက်လာမယ်ဒါဆိုရင်ရမလားရမယ်နော်ဟုတ်ပြီအဲ့တော့ဒါကကြတော့သူကလအနေနဲ့ total ချုပ်ကြီးကိုသူကပြောလိုက်တာပေါ့ဟုတ်ပြီဒါဆိုရင်အမတို့နောက်ထပ်သူဘာကိုလိုချင်တာလဲဆိုတော့ item တစ်ခုချင်းစီရဲ့3လစာ total ကိုသူလိုချင်တာဥပမာbook total လို့ပြောတဲ့အတွက်အမတို့စီမှာကဘယ်နှလအောင်ရောင်းခဲ့ရတာလဲ3လ January မှာလဲစာအုပ်က9000 February မှာလဲ6000ရောင်းရတယ် March မှာလဲ8000ဒါဆိုရင်တေးကြတယ်သူဒီ total လို့ပြောတဲ့အတွက်အမတို့ဘယ်နှလစာကိုပေါင်းပြရမှာလဲ3လစာလုံးကိုပေါင်းပြရမှာပေါ့ဟုတ်တယ်နော်ဒါဆိုရင်တော့အမတို့ခုနကလို့တစ်ခုတည်းတွားရွေးပြီးတော့ enter တစ်ချက်တည်းတွားနှိပ်လို့မရတော့ဘူးအမတို့3လစာလုံးကိုတွားပေါင်းပြရမှာအဲ့တော့အမတို့ညီမချင်းအဲ့တော့အရင်ဆုံး January လတွေကိုအရင်သွားမယ်9000စာအုပ်နဲ့သက်ဆိုင်တာဖြစ်တဲ့အတွက် book ကိုပဲရွေးပြရမယ်နော်သူ့ကိုရွေးတယ် enter တန်းသိလို့ရလားမရဘူးဘာလို့လဲအမတို့3လစာလုံးကိုပေါင်းရမှာအဲ့တော့အမတို့ဒီ9000ကိုရွေးပြီးသွားရင်ပေါင်းမှာဖြစ်တဲ့အတွက် plus ပြီးရင်ဘယ်ကိုသွားမလဲ February လကိုသွားမယ်စာအုပ်ရဲ့နော်ရောင်းရတဲ့6000ကိုရွေးမယ်ပေါင်းမယ်အပေါင်းလက္ခဏာထည့်မယ်ပြီးရင် March ထဲကိုသွားမယ်ရွေးမယ်အဲ့တော့သူ့ကိုရွေးပြီးသွားရင်သတိထားရမှာဒီအပေါင်းလက္ခဏာထည့်စီရလိုသေးလားမလိုဘူးเนาะဘာလို့လဲအမတို့နောက်ထပ်သွားပေါင်းစီရလာရှိသေးလားမရှိဘူးလေသူလိုချင်တာက3လဒီ3လစာကိုပဲသူကလိုချင်တာဟုတ်တယ်เนาะအဲ့တော့ရွေးပြီးသွားပြီအဖြေပြဖို့အတွက် enter လေးကိုထည့်လိုက်ပေါ့ဒါဆိုရင်မတို့ဒီမှာစာအုပ်စုစုပေါင်း total ဒီဒီလောက်ပိုးရောင်းရတယ်နောက်တစ်ခုသွားမယ်เนาะအဲ့တော့ညီမချင်းတလပိုင်းမှာ pen ဘယ်လောက်လဲရွေးမယ်အပေါင်း February လမှာ pen ဘယ်လောက်လဲရွေးမယ်အပေါင်း March မှာဘယ်လောက်လဲရွေးမယ်အပေါင်းနှိပ်စရာမလိုတော့ဘူး enter လေးကိုနှိပ်လိုက်တော့ရမယ်เนาะအဲ့လိုပဲနောက်တစ်ခုညီမချင်းruler เนาะ ruler လေးကိုရွေးမယ်အပေါင်း February လလေးကိုသွားရွေးအပေါင်း March ထဲကိုသွားပြီးရင်တော့မတို့ပုံမှန်တိုင်းပဲtotal ပေါင်းလိုက်မယ် okay ဒါဆိုရင်ရမလားဟုတ်ပြီအဲ့တော့ဒါကဘာလို့လိုက်တာလဲအမတို့ညီမချင်းเนาะညီမချင်းချိတ် formula ချိတ်ပြီးတော့မှအမတို့ပေါင်းခင်းလိုက်တာပေါ့เนาะ formula ချိတ်ပြီးတော့မှပေါင်းလိုက်တာအဲ့တော့မတို့ခဏလေးကြည့်လိုက်เนาะဒီဟာနဲ့အရင်ပြောလိုက်မယ်အရှိမလို့ပဲမတို့ page link မှာလို့ပဲအရှိမတနေရာမှာကိန်းကနန်းလွဲလို့တခုခုပြင်ခြင်းလို့တပ်ပြင်လဲပဲဒါဒီအမတို့ formula ချိတ်ထားတယ် link ချိတ်ထားတာဖြစ်တဲ့အတွက်အနောက်မှာလည်းသူလိုက်ပြောင်းနေလိမ့်မယ်အဲ့တော့အမတို့ခုဒီမှာဆိုရင်1.4000ခဏမှတ်ထားเนาะ January 2တဲ့အဲ့တော့မှ January series ကိုသွားလိုက်မယ်သွားပြီးသွားတော့ခဏเนาะဒီမှာကြည့်ထားလိုက်เนาะ January 2တဲ့မှာက1.4000စာအုပ် total မှာ2,300,000ခဏလေးမှတ်ထားလိုက်အဲ့တော့မှ January series ကိုသွားလိုက်တယ်သွားပြီးတော့9000နေရာမှာအမ3,000ပြင်လိုက်မယ်1000တိုးသွားတာပေါ့เนาะဒါဆိုရင်ကြည့်ရအောင်1000တိုးသွားတယ် total ဒီ1,400,000ဖြစ်သွားတယ်အဲ့တော့အမတို့ရဲ့ total တွေကိုသွားလိုက်သွားလိုက်တော့ကြည့်လိုက် January total မှာJanuary လမှာရှိနေတဲ့ item တစ်ခုကိုဈေးနှုန်းတော့ပြင်လိုက်တာမို့လို့ January လမှာ1000တိုးသွားတယ်စာအုပ်ကိုအစားတော့2,300,000လေအဲ့တော့အမ9000နေရာမှာ3,000ပြင်လိုက်တာဆိုတော့1000တိုးသွားတော့ဒီမှာ2,400,000ဖြစ်သွားတယ်သဘောတရားလေးရမလားရမယ်เนาะအဲ့တော့ဒါကတော့အမတို့က equal ထိုးပြီးတော့ formula နဲ့မတို့ရိုးရိုးရှင်းရှင်း link ချိတ်ပြီးတော့မှတွက်လိုက်တာပေါ့เนาะမတို့ကိုအရှိမတော့ကတော့ page link ကိုပြောခဲ့တယ်ဒါတွေကတော့ဆက်နေတာเนาะအတူတူလေးစမ်းကြည့်ပုံကြည့်ပေါ့ဟုတ်ပြီအဲ့တော့အခုပြောမယ့် hyperlink ကဘာလို့တာလဲเนาะအဲ့ဒါလေးတွားရအောင်အဲ့တော့ hyperlink เนาะဒီမှာလည်းသူရေးပြီးထားပါတယ်အမတို့ရဲ့ hyperlink ဆိုတာကြတော့ file တစ်ခု website စာမျက်နှာဒါမှမဟုတ် cell တစ်ခုကိုသူကချိတ်ဆက်ပေးတယ်ဘယ်လိုချိတ်ဆက်ပေးမလဲပြီးရင်ပြောမယ်เนาะ sheet link ဆိုတာကြတော့အခုဒီအမတို့ရဲ့ workbook အတွင်းမှာရှိနေတဲ့အခြား sheet တွေကိုသူကချိတ်ဆက်ပေးတာအဲ့ဒါလေးတွေကဒီမှာပေါ့เนาะကြည့်အောင်အဲ့တော့အခုအမတို့ဒီ1,400,000လို့ဒီကိစ္စတွေဒီဘယ် link ဘယ် sheet ကနေမတို့လာတာလဲเนาะအဲ့လိုမျိုးတွေမတို့ကသုံးလို့ရတယ်ဆိုတော့မတို့ဒါဆိုရင်ဒီမှာပေါ့ရွေးလိုက်ပါเนาะ1,400,000အမရွေးလိုက်တယ်အဲ့တော့ right click နှိပ်ပြီးတော့ဒီ link ကိုနှိပ်ရင်ရတယ် right click မနှိပ်ချင်ဘူးဆိုရင်အမတို့ insert တွေကဒီ link လေးကိုနှိပ်ရင်လည်းရတယ်အတူတူပဲเนาะအဲ့တော့
သူကကြတော့အမတို့ကလက်ရှိဖွင့်ထားတဲ့เนาะလက်ရှိဖွင့်ထားတဲ့ဒီ document ပေါ့เนาะဒီလက်ရှိဖွင့်ထားတဲ့ worksheet တွေကနေပဲသုံးမှာဖြစ်တဲ့အတွက်အမတို့ဒီမှာ place in this document လေးကိုရွေးလိုက်ပေါ့ရမယ်เนาะ place in this document ကိုရွေးပြီးသွားရင်အမတို့ဒီမှာအမတို့လက်ရှိအခုဖွင့်ထားတဲ့ event excel lesson ဆိုပြီးတော့မှအမဖွင့်ထားတဲ့စာအုပ်ထဲမှာရှိနေတဲ့ရှိပေးထားတဲ့နာမည်တွေလေမတို့သိရနော်ဒီအောက်မှာရှိနာမည်တွေပေးခဲ့တယ်အဲ့ဒီပေးခဲ့တဲ့ရှိနာမည်တွေကိုဒီမှာအများကြီးပဲတွေ့နေရတယ်ဟုတ်ပြီနော်အရှိမသုံးခဲ့တဲ့ရှိတွေရောအခုလက်ရှိသုံးနေတဲ့ရှိတွေရောတွေ့နေရတယ်အဲ့တော့အခုအမတို့က3,14,000ဆိုတာကအမတို့ဘယ်ကနေသူ့ရဲ့data တွေဘယ်ကနေလာတာလဲဆိုတော့အမဂျန်ဆေးဆိုတဲ့နာမည်ပေးထားတဲ့ရှိတွေကနေလာတာမို့လို့သူ့ကိုရွေးလိုက်တယ် okay လေးနှိပ်ကြည့်လိုက်မယ်နှိပ်လိုက်ရင်လေသူကဒီလိုမြင်းချောင်းလေးနဲ့အပြန်အောင်ခြေပုံစံလေးဖြစ်သွားတယ်ပေါ့နော်အမတို့သူ့ပေါ်ကိုသွားလိုက်တဲ့အခါမှာအမတို့ရဲ့ mouse ပုံစံလေးတည်လက်ပုံစံလေးဖြစ်နေမယ်တွေ့လားနှိပ်မယ်နော်ဒီမှာနှိပ်ကြည့်လိုက်အဲ့ဒီလက်ပုံစံလေးကိုနှိပ်လိုက်ပြီဆိုရင်သူဒီအမတို့ဂျန်ဆေးရှိတွေကိုရောက်သွားတယ်အဲ့တော့တဘောကတော့ဒီဟာနဲ့သူ link ချိတ်ပြီးတော့တစ်ချက်မှုပြုတ်လုပ်ထားတယ်ပေါင်းထားတယ်ဆိုတော့သူပြပေးတာပေါ့ရမလားဟုတ်ပြီနော်နောက်တစ်ခုသွားမယ်အမတို့9,400လဲအဲ့လိုပဲအမတို့ link နဲ့ကိုသွားလိုက်သွားပြီးတဲ့အခါမှာလည်းပဲအမတို့ place in this document တွေကနေသူဒီ February လဆိုတော့အမတို့February sale တွေကိုသွားပြီးတော့ okay လေးနေကြည့်နော်ဒီမှာ9,400တစ်ချက်နေကြည့်လိုက်နှိပ်လိုက်တာနဲ့သူဒီတွေ့လားအမတို့နော် February sale ဆိုတဲ့ရှိတွေကိုသူရောက်သွားတယ်ပေါ့နောက်တစ်ခုသွားကြည့်မယ်9,600အဲ့လိုပဲ right click နှိပ်လိုက်တဲ့ link တွေကိုသွားပြီးတော့မှသူဒီဗာလဲMarch ပေါ့နော်အဲ့တော့ March ထဲကိုသွားပြီးတော့ okay နေကြည့်လိုက်နော်ဒီမှာဒါဆိုရင် March ထဲကိုသူရောက်သွားတယ်အဲ့လိုမျိုးတွေအမတို့သုံးရတယ်ပေါ့သုံးလို့ရတယ်ပေါ့ရမယ်နော်ဟုတ်ပြီအဲ့လိုပဲနောက်ထပ်အမတို့ဒီ link တွေကိုပဲရတယ် right click နှိပ်ပြီးသွားလဲရတယ်နော်အမဒီဘက်ဘေးနားမှာနောက်တစ်ခုဆမ်းမယ်အဲ့တော့နောက်တစ်ခုကကြတော့အမတို့ဒါ place in this document နဲ့ဆမ်းရလိုက်တာအကယ်၍ကိုကဒီလိုမျိုးတွေနဲ့ကိန်းကနန်းတွေနဲ့အမတို့သုံးမှာမဟုတ်ဘူးကိုဘာသာကိုပဲဒီ10ခွက်အလွတ်ထဲမှာပဲအမတို့တခြားရှိတစ်ခုအမတို့အမြန်သွားကျင်တာမျိုးတွေအမြန်ဖွင့်ကျင်တာမျိုးတွေပေါ့နော်အဲ့ဒါဆိုရင်ဥပမာအမကဟိုးအရှိမရှိနေတဲ့ copy paste ပေါ့ paste link လို့နာမည်ပေးထားတဲ့ရှိလေးကိုအမသုံးကျင်တာမို့လို့တစ်ချက်နှိပ်ထားလိုက်မယ်နော်နှိပ်ပြီးတော့ okay လေးနှိပ်ထားလိုက်မယ်အဲ့တော့သူကဒီမှာကြည့်လိုက်ဘာလေးပေါ်လဲဆိုတော့အမတို့ပေးခဲ့တဲ့ရှိနေမယ် copy paste base link ဆိုပြီးတော့ပေးထားတဲ့ရှိနေမြင်သူပေါ်နေတာအဲ့ဒါကိုတစ်ချက်နှိပ်ကြည့်လိုက်နှိပ်လိုက်တာနဲ့အမတို့ဘယ်ရောက်သွားလဲတွေ့လားအဲ့ဒီရှိကိုတန်းရောက်သွားတယ်ရမယ်နော်အဲ့တော့ဒါလေးကကြတော့အမတို့ရှိကို link ချိတ်လိုက်တာရမယ်နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုလေးတွားကြည့်ရအောင်အဲ့တော့ဒါ place in this document နဲ့မှာဆန်းခဲ့လိုက်တယ်အမတို့ existing file ပေါ့နော် existing file ဒါမှမဟုတ်လို့ရှိရင် web page ပေါ့အဲ့တော့ဒီမှာကြည့်ရအောင်အဲ့တော့ hyperlink ကကြတော့အခုပြောတယ်အမတို့ place in this document ကတော့တည်သွားပြီနော် place in this document ဆိုတာလက်ရှိအမတို့ရဲ့ဖွင့်ထားတဲ့ workbook အတွင်းမှာရှိနေတဲ့ workbook ဆိုတာသိရနော် event excel လို့နာမည်ပေးထားတဲ့စာအုပ်ကြီးကို workbook လို့ခေါ်တယ် worksheet ဆိုတာဒီအဲ့ဒီ file ထဲမှာအမတို့เนาะသုံးခဲ့တဲ့နာမည်ပေးခဲ့ပြီးတော့မှတစ်ခုချင်းစီတစ်ရှိချင်းစီမှာသုံးခဲ့တဲ့အရာတွေကိုဘာလို့ခေါ်တာလဲရှိတွေလို့ခေါ်တယ် worksheet လို့ခေါ်တယ် workbook ဆိုတာကစာအုပ်ကြီးတစ်အုပ်လုံးကိုပြောတာเนาะအဲ့တော့ရှုပ်သွားမှာဆိုလို့เนาะမြန်မာစာလို့ဖတ်ရင်တစ်ခါကျရင်မတို့ရှုပ်သွားတတ်တယ်အဲ့တော့လက်ရှိဖွင့်ထားတဲ့စာအုပ်ထဲမှာရှိနေတဲ့ရှိလေးတွေကိုချိတ်ဆက်ပေးတာရမယ်နော်အဲ့တော့နောက်ထပ် existing file နေဒါမှမဟုတ်လို့ရှိရင် web page ဆိုတာကအမတို့ဒါ file ပေါ့တခြား file တစ်ခုကိုသွားချိတ်ဆက်ပေးတာပေါ့เนาะအဲ့ဒါလေးကဒီမှာဒီလိုလေးသွားကြည့်ရအောင်အဲ့တော့အခုအမတို့ဒီကိုသွားလိုက်တယ်သွားလိုက်တဲ့အခါမှာသူက look in မှာပေါ့နော်အမတို့ဖွင့်ထားတဲ့ folder ကိုတွေ့လိမ့်မယ်အဲ့တော့မှ ATV Excel လို့နာမည်ပေးထားတဲ့ folder တွေကိုရောက်နေတာပေါ့နော်ဒီထဲကိုရောက်နေတာအဲ့တဲကမှဘယ်ကိုသွားကျင်လဲဆိုတော့ဥပမာထားပါတော့အမ get service လို့နာမည်ပေးထားတဲ့ sheet စာအုပ် file เนาะဒါ workbook เนาะမမနဲ့เนาะဒါကြီးဒီခဏတိုင်းပြောရဲဆိုတော့ workbook ဆိုတာကအမတို့right click နဲ့ file new ကနေပြီးတော့မှ Excel file ကိုထောင်ခဲ့လိုက်တယ်Microsoft Word file ကိုထောင်ခဲ့လိုက်တယ် PowerPoint file ကိုထောင်ခဲ့လိုက်တယ်အဲ့ဒါစာအုပ်ကြီးတစ်အုပ် workbook ဟုတ်တယ်เนาะ document အဲ့ဒါကိုပြောတယ်အဲ့တော့ sheet ဆိုတာဒီ Excel ထဲမှာဒီစာအုပ်ကြီးဖွင့်ထားတဲ့ထဲမှာ sheet 1တို့ sheet 2တို့ sheet 3တို့ကိုအမတို့ကနာမည်တွေပေးပြီးတော့မှသုံးခဲ့တယ်အဲ့ဒါကို worksheet လို့ခေါ်တယ်ရမယ်နော်အဲ့တော့ worksheet ကိုပဲ link ချိတ်ချင်နေဆိုရင်တော့
place in this document ကနေသုံးမယ်ဒီရဲ့ existing file web page ဆိုတာဒီအမတို့ file ကိုချိန်တာအခုအမဒီ event exec ဆိုတဲ့เนาะဒီခုနတုန်းကမြင်နေရတဲ့ဒီ sheet လေးထဲမှာဒီ set ကွက်လေးထဲမှာတခြားသော get service ဆိုတဲ့ exec file တစ်ခုကိုအမတို့သုံးခြင်းတယ်ဒါဆိုရင်အမတို့က what are existing file or web page တွေကိုတွားပြရမယ်ပြီးရင် get service ပေါ့နော်အမတို့ get service လေးကိုရွေးပြီးတော့ okay လေးနှိပ်ကြည့်လိုက်ဒါဆိုရင်အမတို့ဒီမှာ get service ဆိုတဲ့အရာအဲ့တော့အဲ့ get service ဒီအမတို့ရဲ့ task bar မှာတွားကြည့်လိုက်ဖွင့်ထားတာရှိလားမရှိဘူးเนาะအဲ့တော့အမတို့အခုဆိုရင် worksheet ကိုအမတို့ workbook ကို link ချိတ်လိုက်တာမို့လို့တစ်ချက်နှိပ်ကြည့်လိုက်နှိပ်လိုက်တာနဲ့အဲ့ဒီစာအုပ်လေးကတန်းပွင့်သွားလိမ့်မယ်ဒါဒီ link ချိတ်ထားတာမို့လို့ရမယ်เนาะဟုတ်ပြီဒါဆိုရင်အမတို့ဒါက executive file အကြောင်းကိုပြောတာအဲ့တော့နောက်ထပ် create document create document ကကျတော့အသစ်လုပ်လို့ရတယ်အဲ့တော့ link နဲ့ကိုသွားအဲ့တော့ executive file ပြီးသွားပြီ place in this document ပြီးသွားပြီ create new အဲ့တော့နာမည်ပါပေးမှာလဲအမက name of ထားပါတော့ document ဟိုပါဘောနော် name of new document မှာနာမည်ပေးမယ် mp လို့ပဲနာမည်ပေးလိုက်မယ်နော်ပြီးရင်မတို့ okay လေးနှိပ်ကြည့်လိုက် okay နှိပ်လိုက်sorry ဒါအမနာမည်ပေးပြီးသားဖြစ်နေလို့နေတွေ့နော်ဒီမှာခဏလေးဖြတ်လိုက်မယ် mp mp လို့နာမည်ပေးလိုက်မယ်နော်ဒါဆိုရင်တွေ့လား mp လို့နာမည်ပေးလိုက်တော့ဒီမှာ file အသစ်ကြီးဒီမှာတွေ့ရနော် mp လို့နာမည်ပေးလိုက်တယ်တစ်ချက်နှိပ်ကြည့်လိုက်new file အသစ်တစ်ခုကြီးပွင့်သွားလိုက်မယ်ရမယ်နော်အဲ့တော့နောက်တစ်ခုကကျတော့မတို့ email တွေဘာတွေကိုချိတ်ဆက်ပြီးတော့မှစာတွေဘာတွေပို့ချင်ရင်ပို့လို့ရတယ်အဲ့တော့မတို့ right click နဲ့ link နဲ့ကိုသွားမယ်သွားပြီးတဲ့အခါမှာအောက်မှာ email address တွေကိုသွားပေါ့သွားပြီးရင်မတို့အခုဟိုနိုင်နော်ဒါတွေကလက်တလောသုံးထားတာမို့လို့ခဏလေးဖြတ်လိုက်မယ်ရမယ်နော်ဟုတ်ပြီအဲ့တော့မတို့ email address မှာmail2 ပေါ့နော် mailto mail2 ပြီးရင်အမတို့ဘယ်ကိုပို့မလဲဆိုတော့ mainpointlearn.23@gmail.com အဲ့ဆိုမတို့ဒီမှာပေါ့နော်သူက mail address လေးနဲ့ပေါ့နော် mail2 ပေါ့ mail2 တော့ရေးပြီးနော်ဘယ်သူ့ကိုပို့မှာလဲဆိုတော့နှိပ်လိုက်ဒါတော့အမတို့ကိုကဒီမှာဝင်လာအောင်မယ်နော်ပုံမှန်တိုင်းပဲအမတို့ဒီကိုယ့်ရဲ့ mail address တွေပါတယ်မဝင်လိုက်တာနဲ့ mail တွေကိုရောက်သွားမယ်ပေါ့ရမယ်နော်အဲ့ဆိုရင် hyperlink ရဲ့သဘောတရားကိုသိသွားမလားဟုတ်ပြီနော် hyperlink ဆိုတာကအခုပြောတဲ့ဒီ၄မျိုးကိုသုံးတာ sheet link ဆိုတာကကြတော့ခုနကလို equal ထိုးပြီးတော့မှ formula ချိန်ပြီးတော့မှတွက်ချက်မှုတွေကိုပြုလုပ်ပေးတယ်ဟုတ်ပြီနော်တွက်ချက်မှုတွေပြုလုပ်ပေးတယ်ပြီးရင်မတို့ place in this document ကနေသူဒီဘယ် sheet နဲ့ချိတ်ဆက်ပြီးတော့မှသုံးထားတာလဲဆိုတာကိုအမတို့ဟောဖြစ်တာသုံးတာပေါ့ရမယ်နော်အဲ့တော့ဒီမှာလည်းနမူနာပုံစံလေးကိုပြပေးထားတယ်နော်โอเคဒါဆိုရင်မတို့ဒါလေးပြန်စမ်းကြည့်ပါမရလို့ရှိရင်မေးမယ်အဲ့တော့သင်ခန်းစာပြီးဖို့ကသိမလို့တော့ဘူးเนาะ function တွေကလည်းအရှိမအများကြီးပဲသင်ခဲ့တာဖြစ်တဲ့အတွက်သေချာလေးရအောင်စမ်းပါမရရင်မေးမယ်ရမယ်เนาะဟုတ်ပြီအဲ့တော့အမတို့နောက်ထပ် goal C ဆိုတဲ့သင်ခန်းစာလေးကိုဆက်သွားရအောင်เนาะအဲ့တော့ goal C ကကြတော့လေမတို့ဟိုအရှိမသူကလွယ်လေးပေါ့နော်တွဲရတာလွယ်တယ်သဘောတရားလေးကိုတော့သိအောင်လုပ်ပေါ့နော်အဲ့တော့ goal C ရဲ့သဘောတရားကြတော့အမတို့ဒီကိုသတ်မှတ်ထားတဲ့အဖြေပေါ့ကိုသတ်မှတ်ထားတဲ့number တစ်ခုဒါမှမဟုတ်လည်းရလက် report တစ်ခုပေါ့နော်အဲ့တစ်ခုရရှိဖို့အတွက်အမတို့ထည့်သွင်းတဲ့တန်ဖိုးကိုအလိုအလျောက်တွက်ချက်ပေးတာအဲ့တော့ तू ကတော့ financial တွေအမတို့တင်ချာနဲ့တက်ဆိုင်တဲ့တွက်ချက်မှုတွေတခြားသောတွက်ချက်မှုတွေကိုအသုံးပြုလို့ရတယ်ဥပမာကိုဒီဈေးရောင်းတဲ့သူပေါ့နော်ကိုကဆေးသမားပေါ့နော်ဒီ sales and marketing သမားဈေးရောင်းတဲ့အခါမှာကိုဒီတစ်နေ့ကိုဘယ်လောက်ဝင်ကျင်လဲဒါဆိုရင်ကိုဒီလူဘယ်နှစ်ယောက်ကိုရောင်းရမလဲရောင်းရမှကိုဒီဘယ်လောက်ဝင်နိုင်လဲအဲ့ဒါမျိုးကိုခံမှန်းပြီးတော့မှတွက်ချက်လို့ရတယ်အဲ့တော့ပြန်ပြောရင် goal C ဆိုတာကအမတို့
သတ်မှတ်ထားတဲ့ income တစ်ခု profit တစ်ခုပေါ့နော်အဲ့တစ်ခုရဖို့အတွက်အမတို့ထည့်သွင်းထားတဲ့ data ရဲ့တန်ဖိုးကိုအမတို့အလိုအလျောက်စက်ကိုတွက်ခိုင်းလို့ရတယ်တွက်ခိုင်းပြီးတော့အမတို့ခံမှန်းတာပေါ့နော်ဒါကိုဘယ်လောက်အမြတ်ဘယ်လောက်တင်လို့ရတယ်အရင်ကတော့ဘယ်လောက်အမြတ်ဘယ်လောက်တင်မှကိုယ့်အတွက်ဘယ်လောက်ကျန်မယ်အဲ့လိုမျိုးပေါ့နော်ဒါပါတော့ဘယ်နှစ်ယောက်လောက်ကိုရောင်းလိုက်ရမှဘယ်လောက် income ဝင်မယ်ဘယ်လောက် profit ထွက်မယ်အဲ့ဒါမျိုးကိုကိုကတွက်ချက်လို့ရတယ်ပေါ့နော်ခံမှန်းပြီးတော့မှတွက်ချက်လို့ရတယ်ဒါလေးကလွယ်လွယ်လေးเนาะအဲ့တော့မတို့အခုဒီမှာမတို့ price per cost ပေါ့ per cost လို့ပြောထားတဲ့အတွက်တယောက်စာကိုပဲပြောထားတာเนาะတယောက်စာနှုံပေါ့เนาะတယောက်စာတင်နန်းကြီးပေါ့ထားပါတော့တယောက်စာဈေးနှုံပေါ့အဲ့လိုမျိုးအဲ့တော့ number of student ဒီအယောက်30သတ်မှတ်ထားတယ်ဒါကအပြင်မှာလက်တွေ့မတို့မလုပ်သေးဘူးလက်တွေ့မချသေးဘူးကိုကအခုမှဒီအလုပ်ကိုလုပ်ဖို့အတွက်ထားပါတော့နောက်လအတွက်ဒါမှမဟုတ်လေနောက်ရက်မှာလုပ်ဖို့အတွက်ကိုကိုကကြွတင်ပြီးတော့မှခံမှန်းတွက်ချက်ပေးထားတယ်ပေါ့တွက်ချက်နေရပေါ့နော်တွက်ချက်နေရဆိုတော့အခုမတို့ဒီမှာဆိုရင်price ဒီ3000လို့သတ်မှတ်ထားတယ် number of student အရေအတွက်ကိုအယောက်30လို့သတ်မှတ်ထားတယ်ဒါဆိုရင်မတို့ဘယ်လောက်ရမလဲတွက်ကြည့်မယ်လေအဲ့တော့ညီမချင်း30နဲ့3000နဲ့ကိုညှောင်းလိုက်တယ်ဟုတ်ပြီဒါဆိုရင်ငါဒီလောက်တော့ရမယ်ပေါ့ဒါကမတို့ကခံမှန်းပြီးတော့မှတွက်ထားလိုက်တာအဲ့တော့ income ဆိုတော့အမတို့ဝင်ငွေတွေprofit တွေဆိုတာဒီဘယ်သူမဆိုအမတို့ပို့ပြီးတော့မှရကြနေတယ်เนาะဒါပို့ရမှလည်းအမတို့တခြားဝန်ထမ်းတွေကိုလစာတိုးပေးလို့ရတာမျိုးတွေတခြားသော expense တွေတုံးရတဲ့ကိစ္စမျိုးတွေကိုအမတို့တုံးဖို့အဆင်ပြေမှာပေါ့เนาะ expense ကြီးကများပြီးတော့ income တွေကနည်းနေတဲ့အခါကျရင်ကိုယ့်အတွက်က profit ကတိတ်မကျန်တော့အဲ့လိုမျိုးတွေဖြစ်တယ်အဲ့အတွက်ကြောင့်မို့လို့အမတို့ဒီ goal C ကိုတုံးပြီးတော့မှထားပါတော့အခုဒီမှာဆိုလို့ရှိရင်6သိန်းရနေတယ်ကိုကဘယ်လောက်လိုချင်တာလဲတွေးကြည့်လိုက်ဥပမာ15သိန်းလိုချင်တာလားသိန်း20လိုချင်တာလားเนาะဟုတ်ပြီဒါဆိုရင်ငါကเนาะဒီ student တွေကိုပဲနည်းနည်းတိုးတင်တာလားတိုးရမလားပေါ့เนาะ marketing ဒီ marketing တမားတွေနဲ့မတို့ pamphlet တွေဝေမယ်เนาะဒီကျောင်းသားတွေတိုးလာအောင်လို့ဘာတွေလုပ်ရမလဲဒါမှမဟုတ်ကျောင်းသားကိုတိုးတင်လားဒါမှမဟုတ်ရင်လည်းပဲဒီ price ကိုပဲเนาะတိုးရမလားပေါ့ဒါကိုမတို့ကစဉ်းစားရတော့မှာအဲ့တော့မတို့ဘာလုပ်လို့ရလဲခုနကတော့ပြောတဲ့ goal C နဲ့မတို့တွက်ချက်ပြီးတော့မှစဉ်းစားလို့ရတယ်ရမယ်เนาะဟုတ်ပြီအဲ့ဒါဆိုရင်မတို့ data တွေကိုတွားရအောင်เนาะအဲ့တော့ data တွေကိုတွားအဲ့တော့မတို့ပြောင်းလဲလို့တဲ့ဒီအရာကိုတော့ရွေးထားပြီ6သိန်းထွက်နေတဲ့ပမာဏကိုပြောင်းကျင်တာမို့လို့เนาะအဲ့တော့သူ့ကိုမတို့ရွေးထားလိုက်မယ်ရွေးပြီးသွားရင်မတို့ data တွေကမတို့ဒီမှာ query analysis ဆိုတာလေးရှိတယ်အဲ့တော့ query analysis တွေကိုတွားမယ်တွားပြီးသွားရင်မတို့ဒီမှာ goal C တွေကိုတွားရအောင်เนาะဒီ goal C လေးကိုတစ်ချက်နေလိုက်မယ်နှိပ်လိုက်ရင်မတို့ဒီမှာပေါ်လာလိမ့်မယ်ဘေးနားလေးကိုဖိတွန်းရွှေ့အဲ့တော့ set ဆဲအဲ့တော့ဒီမှာလေးရေးပြီးထားတယ်เนาะ goal C ကိုရေးပြီးသွားတဲ့အခါမှာဆက်ဆဲက formula ပါတဲ့ဆဲကိုရွေးတဲ့တေချာတာကတော့ formula ပါတဲ့ဆဲကိုရွေးဆိုတာတွက်ချက်မှုပြုလုပ်ထားတဲ့ဆဲကော့ကိုရွေးပေးရမယ်လက်ကနေ auto ကြီးရိုက်ထားတဲ့ဆဲကော့ကိုသွားရွေးလို့မရအောင်ဟုတ်ပြီเนาะဒါဆိုရင်မတို့ဒါကတော့ပေါ့ကိုပြောင်းလဲခြင်းတယ်ဥပမာ6သိန်းဆိုတဲ့ပမာဏထွက်နေတာကိုမကြိုက်ဘူး10သိန်းလောက်လိုချင်တယ်15သိန်းလောက်လိုချင်တယ်ဒါမှမဟုတ်ရင်လည်းသိန်း20လောက်လိုချင်တယ်ဒါဆိုရင်မတို့ဘာကိုပြောင်းလဲချင်တာလဲ6သိန်းကိုပြောင်းချင်တာမလားဒါကလည်းတွက်ချက်မှုပြုလုပ်ထားတာပဲလေအပေါ်က3000နဲ့30နဲ့ကိုမြှောက်ထားတာဟုတ်တယ်နော်အဲ့အတွက်ကြောင့်မို့လို့အမတို့ဆက်ဆဲမှာသူ့ကိုရွေးရတာအဲ့တော့အခုကတော့ရွေးပြီးသားဆိုတော့ရတယ်ဒီလိုလေးရွေးလိုက်မယ်နော်ပြီးရင်အမတို့ to value ကိုတစ်ချက်ကလစ်ထားမယ်အဲ့တော့သွားကြည့်ရအောင်ဘာလုပ်မှာလဲ to value ဒီသတ်မှတ်ထားတဲ့တန်ဖိုးသတ်မှတ်ထားတဲ့တန်ဖိုးဆိုတာကြတော့အမတို့ဘလောက်ရချင်တာလဲကိုပြောတာအခုအမ6သိန်းဆိုတဲ့နေရာမှာ15သိန်းလောက်အသုံးကြည့်အောင်နော်15သိန်းလောက်ဟိုရချင်နေပဲထားပါတော့အဲ့တော့15 1 2 3 4 5 15သိန်းလို့သတ်မှတ်ကြည့်မယ်ပိုင်းချင်းချင်းစဲတွေကိုသွားပိုင်းချင်းချင်းစဲဆိုတာကိုပြောင်းလဲလို့မဲ့အရာကြည့်လိုက်နော်ပြောင်းလဲလို့တဲ့ဆဲခွက်ကိုရွေးပြောင်းလဲလို့တဲ့ဆဲခွက်ဆိုတာဒီအမတို့ကအတိအကျကြီးတော့မသိသေးဘူးအခုမှဂိုးစီနဲ့တုံးပြီးတော့ဘယ်ဟာကိုပြောင်းလဲတင်တယ်ဘယ်ဟာကိုပြောင်းလဲတင်ဦးလဲဆိုတာကိုစဉ်းစားနေရတာဆိုတော့အခုချိန်မှာကိုကရွေးလို့ရသေးတယ်เนาะမကြိုက်ရင်ပြန်ပြောင်းလို့ရတယ်အဲ့တော့ဟုတ်ပြီအမ price လေးကိုနည်းနည်းတင်ကြည့်လိုက်မယ်ဘယ်လောက်တက်သွားမလဲပေါ့ပြီး okay လေးခဏနှိပ်ကြည့်လိုက်အဲ့တော့သူကဘယ်လောက်လဲဆိုတော့ဟုတ်ပြီတယောက်ကို9000နှုန်းနဲ့သတ်မှတ်ရင်တော့မင်းဒီလောက်ရမယ်
ဟုတ်ပြီနော်တယောက်ကိုတလောက်နှုံးနဲ့တက်မှတ်ရင်တော့မင်းတလောက်ရမယ်အဲ့တော့ကိုကဒီအခြေအနေကိုကြိုက်နေတတ်တယ်ဆိုရင်တော့ okay နှိပ်လိုက်ပေါ့ရမယ်နော်ဟုတ်ပြီဒါဆိုမှနောက်တစ်မျိုးတွက်ရအောင် undo လေးခဏပြန်ပေါ်လိုက်မယ်ဟုတ်ပြီပြီးနောက်တစ်ခေါက်ပြန်သုံးကြည့်အောင်အဲ့တော့ဒါကတော့သူ့ကိုရွေးလိုက်တယ် to value နေရာမှာ15အဲ့တော့ by chain ချင်းဆဲမှာအမအယောက်30နေရာမှာပြင်ကြည့်အောင်ကျောင်းသားဘယ်လောက်လောက်သုံးတင်လဲဘယ်လောက်ဆိုရင်ရမလဲပေါ့နော်အဲ့ဆိုရင် okay နေကြည့်လိုက်ခဏလေးနော်သူကတွက်နေအောင်ဆိုအမှသူဘာပြောလဲအယောက်90ဆိုရင်တော့မင်းဒီလောက်ရမယ်ဒါကတော့ကိုယ့်ကိုချိန်ရတော့မှာပေါ့ဟုတ်ပြီငါကျောင်းသားတွေများဖို့အတွက်နော်ဟိုဆွဲခေါ်လို့ရနိုင်လားဒါမှမဟုတ်ရင်လေဈေးကိုတင်လားဈေးကိုတင်မယ်ဆိုရင်ရောတခြားသူတွေအနေနဲ့တက်နိုင်ပါမလားပေါ့အဲ့ဒါမျိုးတွေကတော့အမတို့ကိုယ့်ကို personal နည်းနည်းလေးပြန်တွေးရတော့မှာပေါ့ဒါ6စီကိုတုံးပြီးတော့အမတို့ကစဉ်းစားလိုက်ပြီရမယ်နော်ဟုတ်ပြီအဲ့တော့ okay လေးနှိပ်လိုက်ဟုတ်ပြီနော်အဲ့တော့မတို့ဒီမှာဆိုရင်များချင်းတသိန်းအမြောက်50အဲ့တော့သူဆိုရင်ဘယ်လောက်လဲ50ရပါတယ်အဲ့တော့သူလည်းအဲ့လိုပဲပေါ့နော်အမတို့ဒီ50ကိုပြောင်းလဲခြင်းနဲ့ရွေးထားလိုက်မယ်ပြီးရင်အမတို့6စီလေးကိုနှိပ်ပေါ့နှိပ်ပြီးတော့ဆက်စင်းမှာဒီကောင်ပြန်ရွေးလိုက်ရနော်ရွေးထားပြီးသားကိုသုံးပြီးသားဆိုလည်းရတယ်မရွေးလည်းရတယ်ဒါမှမဟုတ်ကိုမရွေးထားတာသေးဆိုတော့ပြန်ရွေးပေါ့အဲ့တော့ to value နေရာမှာအမတို့80ဒါကတော့အမလွယ်လေးလုပ်ပြီးထားလိုက်တာပေါ့ဘာလို့ဆိုတော့သိကြတယ်ဒီမှာက50နေရာမှာ80ပြင်လိုက်လဲရတယ်ဒါမှမဟုတ်လည်းတသိန်းနေရာမှာ8သိန်းပြင်မလားเนาะသူသုံးလို့ရတယ်အဲ့တော့50ကိုပြင်ကြည့်လိုက်ပေါ့ဒါဆိုရင်သူဒီနေရာမှာ80အဲ့တော့မတို့ကအရေးအတွက်80ဒါမှမဟုတ်လည်းလူအယောက်80ရောင်းအောင်မယ်ဆိုရင်တော့ဒီလောက်ရနိုင်တယ်အဲ့လိုတွက်တာဒါဆိုရင်ရမလားရမယ်เนาะဟုတ်ပြီအဲ့တော့အမတို့6စီကသူကလွယ်တယ်ဒါပေမဲ့လွယ်မလို့လို့နဲ့ရမလို့လို့နဲ့မလွယ်တယ်လို့မရတယ်လို့နဲ့အဲ့လိုမျိုးတော့ဖြစ်တတ်တယ်အဲ့တော့သဘောတရားလေးကိုကတေချာလေးပြန်တွေးရနော်ငါဘလို့နေထားမျိုးမှာသုံးပါလဲဆိုတော့ကိုသုံးရမယ့်ရွယ်ချက်ကိုသိရဆိုရင်တော့အမတို့သုံးတက်မယ်လွယ်မယ်ရမယ်နော်ဟုတ်ပြီအဲ့ဆိုရင်အမတို့တွက်ချက်မှုပြုလုပ်တဲ့ဒီအထီလေးကိုပြန်စမ်းကြည့်ပါမရလို့ရှိရင်မေးမယ်နော်